ရှင်ဒီခါတဲ့ရှင်ပြုလိုက်ရှင်ဝိနည်းတွေတရားဝင်နေကြတဲ့ကုသိုလ်ရှင်တွေရဲ့စိတ်နှလုံးသားမှာဒီသက်ချမဲ့အခန်းကဏ္ဍကိုရောက်ရှိလာတဲ့မိမိတို့ရဲ့စိတ်ပိုင်းဆိုင်ရာဘယ်လိုနှလုံးသွင်းရမလဲဆိုတော့အရေးကြီးတဲ့အခန်းကဏ္ဍလေးကိုရောက်ရှိလာဖြစ်တယ်။ပုပ္ပစေတနာကတော့ဒီတိုင်းဖြစ်တယ်တို့ရှင်ပြုအောင်ပဲဆိုတဲ့ပုပ္ပစေအဲ့ဒါကုသိုလ်စိတ်မုံစလည်းလွယ်တယ်ငါတို့ကျွေးနေရပြီလူနေရပြီဆိုတဲ့မုံစပုပ္ပရဲ့မုံစခက်တာအပ္ပရစေဒီနေ့လူပြီးပြီရည်သက်ချပြီးပြီဆိုလို့ရှိရင်တော့ပြီးပြီပေါ့ပြီးတဲ့အခါမှာဘာတွေလာမလဲဆိုရင်ဒီနေရာကနေပြီးတော့လိုအပ်ချက်ကလေးတွေပေါ်လာလိမ့်ဆက်ဆံရေးတော့လောက်ကျွေးတဲ့နေရာတော့လောက်အတန်ကောင်းတူတဲ့နေရာတော့တို့တော့လိုသွားတယ်ဒီလိုနေရာလေးမှာတော့တို့တွေပိုင်လို့ဝယ်တဲ့နေရာမှာတော့ဒီလိုတွေဖြစ်တော့လာတဲ့အခါမိမိတို့ရဲ့စိတ်ကနောက်ကျသွားဘူးနော်အဲဒီလိုရှင်းရှင်းအဲ့ဒါရှင်းရှင်းထားအဲ့လိုမှမဟုတ်ဘဲနဲ့ဆိုလို့ရှိရင်ဘာလို့ကဒီလောက်ပဲတတ်မှတ်ထားတာဒါတွေပိုးလာပြီလားစိတ်တွေနောက်ဆက်ပြီးတော့ဒီလိုသားဆိုလူပါဘူးပါလိဖြစ်တယ်နော်အဲ့လိုဆိုလို့ရှိရင်ဘာဖြစ်သွားလဲဆိုအပ္ပရစေရနာပြတ်သွားတယ်ဒါကြောင့်မို့လို့အလူတစ်ခုရဲ့အဓိကအရေးကြီးဆုံးဟာအပ္ပရစေရနာဖြစ်ပါတယ်ဒါကြောင့်မို့လို့လူရှင်မိသားစုရဲ့ကိုစီနှလုံးသွင်းရမှာငါတို့တွေလှူပြီးသွားပြီလှူပြီးလှူတယ်ဆိုတာကယူတာပါပဲတို့ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုနိဗ္ဗာန်မရောက်ရင်တန်တရားခရီးသွားရတဲ့အရေးပတ်မှာလိုက်ပြီးတော့အကျိုးပေးလိမ့်မယ်အဲ့ဒါကိုယုံကြီးလေးလေးစားစားမျက်မျက်လုံးနေမယ်စေရနာကိုပြက်ပြက်သားသားပြုဖို့ရည်ကြီးတယ်စေရနာကိုဘယ်လိုလုပ်ရမလဲပြတ်သားတာပုဗ္ဗရဲ့မုံစအပရနော်မလူမီရှိဖို့မှာဝမ်းသာတာလူနေတဲ့အချိန်မှာဝမ်းသာတယ်လူပြီးတဲ့နောက်ဝမ်းသာတဲ့စိတ်ဒါကြောင့်မလဲအဲ့တော့သုံးချက်နဲ့ပြည့်အောင်ကြိုးစားပါတိုက်တော်ရဲ့ဒီကနေ့ပြီးလို့ရှားဖို့တူထောင်းတာလေပစ္စည်းဝတ္ထုတွေကနေသာသနာတော်စုံလုံးတဲ့နာဖြစ်တဲ့အတွက်ကြောင့်ဒီကုသိုလ်ကောင်းမှုတွေနိဗ္ဗာန်ထောက်ပံ့ပြပါစေ။ကြည်ရင်တရားတရားလဲခဲ့သူရှိတော်ဝိလျော်နေသူရှိတော်ဒီသသိန်းလေးတောင်းထုရှိတဲ့ဒီမဟာပရဝီမြေကြီးတတ္တိယနဲ့ဒီပါစီတော်မြေကြီးကိုတတ္တိအရာတိုင်းပြုယူရည်သက်သုံးချပြတ်တန်းပြေဝေကြမယ်အားလုံးလိုက်ဆိုကြရအောင်အရှင်ဘုရားဘုရားတပည့်တော်တို့သည်တရဏဂုံတော်မာနှင့်တကွအင်္ဂါ၅ပါးရှိသောသီလတော်မြတ်တို့ကိုခံယူကျင့်သုံးစောင့်တည်ပြီး၍အလို့ရှင်မိသားစုတို့သည်ရင်မဖြစ်သောတာယရဏရေယရဏတူယရဏသမီးယရဏတို့ကိုရှိပါပေခရာဆုံးလင်းစွာဖြင့်နိဗ္ဗာန်ဤမှန်၍လူရန်ကြပါကုန်၏အရှင်ဘုရားအထူးအားဖြင့်အလူအောင်ပွဲအထိမ်းမှဖြင့်အလူတကားတို့တွင်အမောမြတ်ဆုံးဖြစ်သောတရားအလူတော်ကြီးကိုလည်းပေးလူကြပါကုန်၏အရှင်ဘုရားယနေ့ယခုလူရန်ရသောဒါနကုသိုလ်စောင့်တရားသောသီလကုသိုလ်နာကြားရသောဓမ္မတာဝနာကုသိုလ်တို့၏အဖို့ဘာကကိုပိဿဘံဘဝ၌နောင်တမလွန်ဘဝ၌ကျေးဇူးကြီးမားကြကုန်သောမိခင်ဖခင်ဆရာတခင်ကျေးဇူးရှင်တို့အား၎င်းသုံးတဲ့ဘုံ၌ကျင့်ကြကုန်သောဝိနည်းတတ္တဝါဒုက္ခိတတတ္တဝါဒုက္ခိတတတ္တဝါအပေါင်းတို့အား၎င်းအထူးအားဖြင့်ဘုရားတပည့်တော်များနှင့်ဆက်ဆက်ကြကုန်သောပုဂ္ဂိုလ်အပေါင်းတို့အား၎င်းအထူးအားဖြင့်ဘဝဟောင်းကိုဆို၍ဘဝတိတ်သို့ကူပြောင်းသွားကြသောဥမောင်ကျန်သောကြောင့်နေတို့အား၎င်းအမြဘေးဝေပါကုန်၏အမြဘေးဝေပါကုန်၏ဘုရားတပည့်တော်များနှင့်ထတ်တူထမ်းမြတ်သာဓုအနုမောဒနာဟောဆိုနိုင်ပါစေသောကုသိုလ်အမြတ်
ယူတော်မူကြပါကုန်သောကုသိုလ်အမြတ်ယူတော်မူကြပါကုန်သောကုသိုလ်အမြတ်ယူတော်မူကြပါကုန်သောအလို့ရှိရင်သာတို့တွေတော့တရားနာပိစံပေါင်းသူတော်ကောင်းတို့သည်ရသော်ပြဟောကြားတော်မူသောတရားဓမ္မတွေကအရှင်လူလုံးတာတို့ဖြစ်လျာဘဝဇာတိုင်းမှာဆင်းရဲသောအမျိုးမှာပဲသောအခါမှာမဖြစ်ကြပါစေနဲ့မရှိဟုသောစကားကိုဘယ်သောအခါမှမကြားရတဲ့လူတွေဖြစ်ကြပါစေအစိုးဆုံးသောဘဝမှာဘုရားစာကြည်သောသူတော်ကောင်းကြီးတို့သည်သိရမြင်သောသစ္စာလေးပါးမြတ်တရားတို့ကိုထိုးထွင်းသိမြင်နိုင်ကြတယ်ပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်မြတ်တွေဖြစ်နိုင်ကြပါစေအားလုံးယနေ့ည